တော်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  ဖရာကြီးကိုဘုတော်ကတော့ရိုးသေးတော်ဖြစ်ဒါကခီးတော်များကိုပြစ်ဆောင်ပြီးတက်နေပါဗျာဘယ်တော့ခီးတော်ပြင်းနေဆိုတော့ပထမအဖြစ်ဘောရကဘုရားလူဘဝမှာယဟဘဝကိုဘုရားကြီးဘုရားပြုဆိုပါတယ်ဗျာဒုတိယဘုံကတော့ဘုရားကြီးသစ္စာလေးပါးကိုသိနေသဗ္ဗညုတ္တဉာဏ်တော်ကိုရရှိရှိကိုဘုရားပြုတတိယဓမ္မစကြာတရားကိုဟောကြားတော်ကိုဘုရားပြုတာဖြစ်ပါတယ်ဗျာဘုရားကဘုရားကသာယာတော်အဖွဲ့အစည်းတည်ထောင်ခြင်းကိုဖြစ်ပါတယ်ခင်ဗျာ အဲ့ဒါ